mình phải là tụi liền ơi tụi giờ bài mình lao á chưa được sau xong lên nào đừng nên leo xịt rồi alo em mình à ba chúng nó đủ sao nè chúng nó lại cái gì cho sao mà chứ phải tôi lấy sao thì phải gì nhá sau mày nói bán cái gì bài này chắc xin mà đấy bài này chắc xin mà đấy chúng nó sau bây giờ chỉ xin mấy điểm mà đấy nó cô piki tao số thái dòng này đã sắp phải mà nó lại rồi nó anh đi chơi dọn đi đã lại sắp phải mẹ cái là chúng nó đâu có miếng này áp in này đủ đi chúng nó miếng này sau miếng này đủ đi tuyệt cái này tôi chỉ nên áp dụng là các đối xử như thế nào nó bị chúng tôi like clip like share nó bị cho bảo vụ chúng pick qua bài luôn nó when chỉ bị đói lùi là chỉ giúp cho mặt thoát tao cũng nhon lên bài luôn nó viewer နဲ့တက်လာပြီပေါ့နော်ခဏနေကြလို့ရှိရင်ကျွန်တော်တို့ဒီမိုးပြဲမြို့ရဲ့ဒီကျွန်တော်တို့ဒီစစ်ကော်စီနဲ့ဒီလိုအခြေအနေကိုကျွန်တော်တို့ဒီမိဘပြည်သူများအနေနဲ့သိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ comment မှာမှန်ပြီးချင်းအဖြစ်မြင်မြန်လေးရပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်လို့ပါတယ်ခင်ဗျာထပ်ဆောင်ကျွန်တော်တို့ရဲ့ like လေးကိုလည်း like and share လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာviewer နဲ့တက်လာပါတော့ viewer တော့တက်လာပါတယ်ကျေးဇူးပြုရဲ့ဒီ live မြင်တဲ့မိဘပြည်သူများအားလုံးလည်းlike share တွေ comment လေးတွေနဲ့ပါဝင်ကူညီအားဖြစ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ခုလက်ရှိမူပြဲစီရရှင်တွေလည်းနှစ်ဖက်သားနှစ်ဖက်နှစ်ဖက်လို့တင်းမာနေတော့ပေါ့နော်အဲကြောင့်မို့ဒီမူပြဲစီရရှင်တွေနဲ့ပတ်သက်ပြီးသိရှင်တာတွေလည်းမေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပွင့်နေလင်းပဲပေါ့နော်ခလုံးပြပြပေးပါမယ်ဗျဟုတ်ကဲ့ကိုလေးရောင်နေရနော်မင်္ဂလာပါဗျ
ကြရနော်တဲ့ဟုတ်တယ်ဒီဟာဘောနော်ပြင်စင်နေဘောနော်ပြီးတော့ဒီတော်မီလောင်နေတာနဲ့အဲ့ဒါမီလိုက်ငိမ့်နေရတယ်နည်းနည်းလေးနောက်ကျရတယ်ဗျကျွန်တော်တို့တချင်းတောက်ဆူထားတဲ့ရောင်နေတချင်းကိုတော့ကျွန်တော်တို့ ကိုပီကေပထမဆုံးဝင်ကြည့်ကိုပြောင်းနေတောက်ဆူထားကိုပီကေကျွန်တော်တို့လည်းပြင်ဆင်ထားတဲ့ quality ဖြစ်တယ်ဗောနော်ကျွန်တော်တို့ခဏနေကြလို့တချင်းလေးကိုဘပီတူများနဲ့တူစိတ်နှလုံးတကားဖွင့်လျက်အကုန်လုံးတူကအားရပြတည်ဆူကြမယ်ဗောနော်ဆိုတော့မိဘပြည်သူများလည်းကျွန်တော်တို့နဲ့တူဝိုင်းဝန်းဆူပေးကြပါလို့ညွှန်လင့်ပါတယ်ကိုပီကေရဲ့ရှင်းလည်းရှိတဲ့ကြောင်းကိုရဲ့ရောင်လေးနည်းနည်းပြပါအောင်နော်မင်္ဂလာပါဥမမောင်ရေဥမမောင်ဆိုရင်နော်မင်္ဂလာပါခင်ဗျအသေးလေးပေးထားလို့ဆိုကျွန်တော်တို့မှတ်ထားတယ်နော်မပေးတဲ့လူလည်းမှတ်ထားတယ်ကြာဒီညတော့ကျွန်တော်တို့တော့ဒီအတိကမူပြဲပေါ့နော်ကျွန်တော်တို့လက်ရှိအခုဂရင်းနီတကားဝဖြစ်တယ်ဂရင်းနီတဲ့တကားဝလည်းဖြစ်တယ်ပြီးရင်ဒီစစ်ကောင်စီရဲ့အချက်ရှာနေရဖြစ်တဲ့ဒီနေပြည်တော်ပေါ့နော်နေပြည်တော်ရဲ့ရှာစီယူလည်းဖြစ်နေတဲ့မူပြဲစိတ်ဝင်စားစရာမူပြဲပေါ့နော်မူပြဲမျိုးရဲ့စီရေးရှင်နေလေးတွေတော့တက်ကြမယ်ပြောပြကြမယ်အကြံပေးကြံယူကြမယ်လေနော်ဟုတ်တယ်ကိုပီကီရဘိုင်နေတာမရမှာဘလို့ဆိုခွန်အားလေးပေးထားရပေါ့နော်ကိုပီကီရိုပြီးတော့ဒီMIS ဂျပန်အဖွဲ့ပေါ့နော်ခွန်အားလေးတွေအများကြီးပေးထားပါတယ်ကျွန်တော်တို့အကြောင်းbe careful thank you မင်္ဂလာပါကိုပါကြအောင်ရေကျွန်တော်တို့ဒီ live မှာအများတန်းတွေ့ရလို့နာမည်မသိသေးရလို့ရှိလဲသိစိတ်ကျွန်တော်မင်းမြန်လေးရပါလေနာမည်ခေါ်ပြီးလဲဘယ်တယောက်လဲဆိုတော့ကျွန်တော်တို့မင်းမြန်လို့ရတယ်ဆိုတော့ကျွန်တော်လည်းပြပြချင်တာဗောနော်โอเคအခုချိန်မှာတဲ့ခွေးတွေပါကြောက်ဆုံးလဲတဲ့အခုချိန်မှာတော့စစ်ကောင်စီကတော့အများအားလို့ဗောနော်အခုချိန်မှာမဟုတ်ဘူးအရင်ခါရောအခုရောဗောနော်သူတို့အများတန်းလိုပြောမှာကြောက်နေပြီတာဗောနော်ကျွန်တော်တို့ဒီတော်လိုင်းရေးဘက်တော့သားတွေကိုကြောက်တယ်ဒါပေမဲ့သူတို့ကြောက်ရလဲနဲ့ဆိုလို့ဒီဟာတွေရှင်းမှာပေါ့နော်ဒီ drone တွေရှင်းမယ်ပြီးရင်တော့ဒီလက်နဲ့ကြီးပိုင်းတွေဖြစ်တဲ့ဒီခွန်ကူတော့ပေါ့နော် RPG ပဲပေါ့ဒါပေမဲ့သူတို့အကြောက်ဆုံးတော့ကျွန်တော်ရဲ့တော်လိုင်းရေးစိတ်ဓာတ်ဖြစ်မှာလို့ညွှန်လင့်ပါတယ်ပေါ့နော်ကျွန်တော်တို့ခရပဲမစုံမနစ်ပဲနဲ့သူတို့ရဲ့ဒီထူစီရောခံစီရောပါညနေပေါ့နော်ကျွန်တော်တို့ဒီသူတို့ကောလေးရှေ့ရှော့ပြနိုင်ရပေါ့နော်သူတို့ပဲသူတို့ဘယ်လိုမျိုးပြောရမလို့ဆိုရင်တို့သူစစ်စင်လဲကျွန်တော်တို့ချက်ချင်းတက်ပြပတ်စစ်စင်နိုင်တယ်ပေါ့နော်အဲတခုပေါ့အဲကြောင့်မို့ကျွန်တော်တို့ဒီမြေပြင်မှာဆိုရင်တော့မူပြမြေပြင်မှာဆိုရင်တော့သူတို့ဗျူဟာကြတနေရာမဟုတ်တနေရာတော့သူတို့သူစစ်စင်လေးရှိတယ်ပေါ့ဒါပေမဲ့သူတို့သူရဲ့နေရာလဲကျွန်တော်တို့တက်ပြပတ်စစ်စင်နေတဲ့အတွက်ကြောင့်မို့သူတို့တော့ဘယ်လိုပဲပြောအများအားပြခွာလေးရှိတယ်ပေါ့နော်ဒါစစ်ကောင်စီပေါ့ကိုပီကီကြတော့တဲ့အရန်လေးထောင်စတင်ပေါင်းပါပြီကျေးဇူးပါဗျကျေးဇူးပါကိုပီကီရေကျွန်တော်အနေနဲ့ထပ်ဆောင်ပြီးတော့မှခုနဒီကျွန်တော်လည်းဗီဒီယိုကြောင်းအနေနဲ့ကျွန်တော်မှတ်ထားတဲ့ comment လေးကိုကျွန်တော်အနေနဲ့စစ်ကောက်စီအနေနဲ့ကျွန်တော်တို့ဘာကြောက်လဲဆိုတော့ကျွန်တော်တို့ပြည်သူနဲ့ကျွန်တော်တော်လန်ပြည်သူတရက်လုံးကတအားစီးလုံးအောင်မသူတို့ကတအားကြောက်တယ်နော်နောက်ပြီးကျွန်တော်တို့ဒီတော်ရင်တက်တာတွေကလည်းအကုန်လုံးတစ်စီးတစ်လုံးစုလိုရဲဖြစ်သွားလို့ရှိရင်တို့ကတအားကြောက်တဲ့အနေထားရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့နီးမျိုးနဲ့တွေးခွဲတယ်ကျွန်တော်တို့ကိုဘာသာရေးတော့လည်းကောင်းခြားတော့နီးမျိုးပေါ့နော်ဒါတော်လန်ပြည်သူထောက်ပို့ကျွန်တော် line ခဏကြောက်သွားတယ်နော်ကျွန်တော်အဲ့ဒါကြောင့်ခဏလေးဒီပြန်ဆောက်ပြီးတော့မှဒီပြန်ခေါ်ကြရအောင်နော်ဆိုတော့ခုနပြောသလိုမျိုးပဲပေါ့နော်ဟိုဒီကျွန်တော်တို့ဒီစကားကျွန်တော်တို့ကိုအကြောက်ဆုံးကတော့ကျွန်တော်တို့ဒီပြည်သူနဲ့ကျွန်တော်တို့လုံးတော့ရတယ်ဖြစ်တော့မယ်နော်ကျွန်တော်တို့စီစီတော့ဖြစ်တော့မှသူကအားကြောက်တာပေါ့နော်ကျွန်တော်တို့ကမျိုးကျွန်တော်တို့ကိုနီးမျိုးဆို
ရှက်ပေးရဲကျွန်တော်တို့ဒီခွဲရပါတော့ဆိုတော့ကျွန်တော်တို့တော်လိုင်းပြည်သူတွေနဲ့ဒီပြည်သူပြည်သားတွေနဲ့စုတူဝေးတဲ့ရှိတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ထပ်ဆောင်ပြပြချင်ပါတယ်လို့နော်မြောက်လိုက်မှာရှစ်လည်းမသိဘူးเนาะတဲ့မြောက်လိုက်အေးရတော့ကျွန်တော်လည်းမသိဘူးကြာခက်လို့စီရရှင်နေလို့ရှစ်လဲတဲ့ဒီဒလောစီရချင်းနေရတော့ကျွန်တော်မိဘပြည်သူများအားလုံးသိတဲ့အတိုင်းပေါ့နော်ကျွန်တော်ဒီမိုးပြန်မြို့ကိုသူတို့ကပြန်လာရရှိရေးအတွက်ဖက်ဖက်မှနီလိုက်မျိုးစုံနဲ့ကျွန်တော်တို့အသုံးပြုပြီးတော့မှတိုက်ခိုက်နေတယ်စစ်ကြောင်းထိုးရရှိတာပေါ့နော်ကျွန်တော်တို့သတင်းမီဒီယာမှာလည်းကျွန်တော်တို့ဒီမိဘပြည်သူများလည်းတွေ့ကြလိမ့်မယ်လို့ထင်ပါတယ်ဒီဟာတို့ကျွန်တော်တို့ခုခံကာကွယ်ဖို့ဒီလိုမျိုး campaign လေးလုပ်ရချင်းဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်ပါတယ်ပေါ့နော်ဒီစစ်ရေးအခြေအနေကတော့ဒီပြောရမယ်ဆိုရင်တော့နည်းနည်းသူတို့ကမရမကလို့ချင်းတဲ့ပုံစံမျိုးအနေထားနဲ့ပေါ့နော်အဲ့လိုအခြေအနေကသူတို့စစ်ကြောင်းထိုးတဲ့အနေထားမရှိတယ်အစင်းအနေနဲ့ပြောမှဆိုတော့ကျွန်တော်တို့ဒီအစင်းရောက်စင်းအဝါရောက်စင်းလေးမောင်ရောက်စင်းအနီရောက်စင်းအဲ့လိုမျိုးခွဲခြားတတ်မှတ်မှဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအနီရောက်စင်းလို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဇုံလဲဒီစစ်ဇုံလိုမျိုးအနေထားတစ်ခုလိုဖြစ်နေတဲ့အတွက်ပေါ့နော်အဲ့ဒါလေးပြောပြချင်ပါတယ်လို့နော်ဒီမိုးပြဲကိုတော့ဒီမိဘပြည်သူများရဲ့လိုင်းတုံးတဲ့မိဘပြည်သူများတော်များလည်းသိကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အချင်းကြီးကိုတော့လည်းဒီ social media ပေါ်မှာလည်းအမြဲတမ်းပြည့်တဲ့နေတဲ့အကြောင်းနဲ့ကျွန်တော်ထပ်ဆောင်ပြောပြချင်ပါတယ်လို့နော်အမတွေ့တာရှိုင်းလာမသိတွေ့တာရှိုင်းလာပါဘူးမင်္ဂလာပါကျွန်တော်တို့နာမည်လေး copy ခိုင်းစီချလို့နဲ့တွေ့နော်မိုးပြဲဟိုအားတဲ့လေကြောင်းနဲ့ပဲချနေကြလားရှင်းလင်ရတက်လာသေးလားမိုးပြဲကတော့သူတို့ဒီမိုးပြဲမှာတိုးတဲ့လက်နက်တွေရတော့လေကြောင်းပါမယ်ပြီးတော့ဒီ drone ပါမယ် drone မှာသူတို့ဒီမီလောင်ဘုံဆိုတဲ့ဟာလဲတိုးတယ်ပြီးတော့ဒီအစိမ့်ငွေတွေပေါ့နော်ပြီးခဲ့တဲ့14ရက်နေ့တိုက်ပွဲမှာဆိုရင်ကျွန်တော်ဒီ14ရက်နေ့3လပေါ့နော်3လ14ရက်နေ့တိုက်ပွဲမှာဆိုရင်ဟိုဟာဘာတော့ဟိုက3လပေါ့နော်သူအစိမ့်ငွေကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရပါတယ်ဒီမှာအဲ့ဒီအစိမ့်ငွေကြုံမိတဲ့ရက်ပေါ်တွေလည်းရှိနေပါတယ်ပေါ့နော်ပြီးရင်တော့သူက suicide drone တွေလည်းတုံးပြလာတယ်အခုဆိုရင်သူတို့ suicide drone တွေတော့မှတုံးလာပြီပေါ့နော်ကျွန်တော်တို့မူပြဖက်အောင်ဟုတ်ပြီလေလူလည်းတချို့ကပြန်ဆင်းသွားကြတော့နော်ကျွန်တော်တို့ရောင်နီတချင်းပေါ့နော်ရောင်နီတချင်းတွေလည်းတောင်းဆိုထားပါတယ်ဟုတ်ကဲ့ပါဒီကိုပီခေတောင်းဆိုထားတဲ့ရောင်နီရှိုးကိုကျွန်တော်တို့အကောင်းဆုံးပေါ့နော်တန်းနိုင်လို့ဆိုပြီးမဲ့ဒါပေမဲ့လည်းဒါတော့ကိုပီခေတောင်းဆိုတဲ့ဆိုတာတဲ့ကျွန်တော်တို့တနေ့ကျတော့ကျွန်တော်တို့ရောင်နီရအောင်ပြန်လာမယ်ဆိုတော့ဟာယုံကြည်ရပေါ့နော်ဒီကိုလင်းလင်းရဲ့တချင်းတိုင်းပဲရောင်နီတော့တနေ့နေ့တော့ကျွန်တော်တို့ဒီအမှန်တရားပဲတော့ကာဖဲတော့လောကရောင်ပြဟမယ်လို့တော့ကျွန်တော်အပြည့်ဝယုံကြည်ရဲအဲအကြောင်းမို့ဒီတော်လာရေးကျွန်တော်တို့လည်းအပြည့်ဝပြီးရတိပေါ့နော်အပြည့်ဝထမ်းဆောင်မယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒီရောင်နီတချင်းနဲ့ပေါ့နော်ရောင်နီတချင်းနဲ့စပြီးတော့ဖွင့်မယ်ပေါ့နော်ဒီ live ပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဗျပြီးရင်တချင်းဆိုနေတဲ့ကာလာတင်မှာသိရှင်တာလေးတွေလည်းမေးလို့ရပါတယ်ကောင်းမှမှာရေးထားလို့ရပါတယ်ပြီးရင်ကျွန်တော်တချင်းဆိုပြီးတော့ကျွန်တော်ဆက်ရှင် reply ပြန်ပေးပါမယ်ဗျဟုတ်ကဲ့Yeah.
OK， 把米这样洗冷丢了，米搞妈妈米被占了，皮被买了。都帮你。OK， ကျွန်တော်တို့လိုက် share လေးလုပ်ပေးပါဦးနော်လို့တောင်းဆိုပါတယ်နော်ရဲမေ鸟ခိုးရင်နေကြတာတဲ့ပြောပါဦးတဲ့ဤစာရှိတယ်ဤစာတွေတွေ့ရင်တဲ့အဲ့ဒါပါကိုရင်ကြကောင်းလေးချာလေးတယောက်တည်းလို့ဟုတ်ကဲ့ပါနော်ဒီမနေ့မိုးတောင်းညရဲ့အများစုတောင်းညတာပုတ်ပြီးတော့လည်းရေပေါ်ရီဟုတ်တဲ့ဟုတ်ကဲ့ပါအဲ့ဒါလည်းလာတော့တိတ်စမပြေဘူးနော်လာတော့ကြာနေသေးရပါတော့နည်းနည်းစီတော့ကြာနေတယ်လက်ရှိဘာလို့ခုကျွန်တော်တို့ပြုလုပ်နေတဲ့ရေပေါ်တင်းတဲ့စစ်ရှင်မြင့်မယ်ဆိုတော့ကျွန်တော်ကပဲရတော့ဟိုကဘောနော်23ရက်ရောက်လာခဲ့ပြီပေါ့နော်23ရောက်လာခဲ့ဒီမှာ60ရာခိုင်နှုန်းပြည့်မီရောက်မယ်ပေါ့နော်60ရာခိုင်နှုန်းတော့ကတ်လာပြီဒီ60ရာခိုင်နှုန်းပြည့်မီရတဲ့ပေါ်ဝင်ပြီးတဲ့မိဘပြည်သူတော်လာမိဘပြည်သူတယောက်ရှင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ညာဟင်ခက်ဟုတ်ကဲ့မင်္ဂလာပါကိုညာဟင်ခက်ရေကျေးဇူးရှင်လေးတောင်းရှင်ပါတယ်တဲ့ရတော့လားကျေတော့ရင်ကျေရတယ်ဟုတ်မရဘူးအရင်တမ်းဟုတ်ကဲ့ကျူစာပြင်မယ်နော်ကျွန်တော်ဒီကျဲလေးကိုကျူစာပြီးတော့စုပြင်မယ်တော့ဒီရဲဘော်တော့ပြောတယ်ပေါ့နော်ကျူစာပြီးတော့စုပြီးကြမယ်ပေါ့နော်ဟုတ်ကဲ့ပြီးရင်တော့ခုလက်ရှိပေါ့နော်တို့ကပဲဆိုရင်ကျွန်တော်တို့ဘယ်လိုပဲပြော60ရာခိုင်နှုန်းပေါ့နော်ဒီဖြစ်နေနီးကပ်လာပြီကျွန်တော်တို့ကပဲရလဲဘယ်တော့မှမကြံတော့ဘူးပေါ့နော်ပြီးရင်ဒီမှာကျင့်နေတဲ့ကျွန်တော်တို့ mobile ကိုဒီ drone နဲ့ကာကွယ်ပေးမယ်ကျွန်တော်တို့ mobile drone နဲ့ပေါ့နော် drone နဲ့တူခုခံကာကွယ်ကြမယ်ဆိုရင်တော့ကျွန်တော်တို့ခုလိုက်လွှင့်နေတဲ့ page ပေါ်မှာပြီးဒီMISU ဂျပန်ပေးရနေရောပေါ့နော်အမှလည်းတွားရောက်ပြီးတော့ပေါင်ပြီးလို့ရပါတယ်ကျွန်တော်တို့ရှက်ပေါက်မှာဆိုရင်ဒီကရဲဘော်မီရောက်လို့မလား
မျိုးဆက်များနေမတို့ရဲ့တိုင်းခွဲမျောလင်းနေတဲ့ရှင်ရောက်နေတဲ့မြာစီတောင်းလို့သွားဖို့မြို့ရဲ့အောင်ပွဲတချို့တွေပြန်နိုင်တော့ချင်းတချို့တွေပြန်မဆုံးနိုင်တော့ချင်းတချို့တွေမောင်ရတွေလက်ပြောက်ခဲ့လာပြီဒီနေ့မှရာအောင်နေပြီတော်တွေလေးချင်းတကယ်ပဲဒီလိုလိုက်ပြလို့နိုင်ပါလားဒီချယ်လေးတွေချယ်လေးချင်းဒီလိုလိုက်ပြလို့ရလားနာကတွေရာမတူကြတော့မှာဒီတိုင်းဝဲမှာငါတို့မှာတွေ့နေတာကိုကိုအားထားတယ်လို့တွေကလေးပြလို့ရလားချယ်လေးတွေချယ်လေးချင်းဒီလိုလိုက်ပြလို့ရလားအနာဂတ်တွေရာမတည်ကြတော့မှာတိုင်းဝဲမှာငါတို့ဟာတွေ့နေတာကိုကိုအားထားတယ်လို့တွေကလေးပြလို့ရလားဟုတ်ကဲ့ပါဆရာကောင်းချစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီအကောင်းဆုံးကြိုးစားပြီးတော့စုပြသွားတယ်ပေါ့နော်ဒါပေမဲ့မားရပိုင်လဲခွင့်လွှတ်ပေးပါဦးလို့ပေါ့နော်ကောင်းပေါင်းတဲ့မော်လေးတဲ့မင်းသားကြနေတာပဲတဲ့ဟုတ်ကဲ့သွားမင်းသားပဲဗျတော့ဒူ ဒါ ဘို မှ င်း မပြောတဲ့ရှက်တဲ့တော့ဒူဘိုင်းနေလာတာဗျ ဒူဘိုင်း မင်းသား ပြန်ပြီးဆွဲလာတာဗောနော် ကိုပီခီကတော့ရှက်ဖြုတ်နေတယ်ပေါ့နော်ကိုပီခီကတော့ဒီရန်တောင်းနေစပြီးတော့ပါဝင်ပေးနေပေါ့နော်ဘယ်သူကကိုပီခီနဲ့သူလိုက်ပြီးတော့ပလက်ကြမလဲပေါ့နော်ကျွန်တော်တို့ဒီလိုက်မှာပဲဝိုင်းပြီးတော့ပလက်ကြမလဲနော် နောက်ပြီးကျွန်တော်တို့ဒီ campaign ကိုအခုလိုမျိုး line လွှင့်ပြီးတော့မှစကားပြောတာလဲဒီမိဘပြည်သူများအနေနဲ့ကျွန်တော်တို့ကဗာမေးချင်တယ်ဗာသိချင်တာလေးကျွန်တော်တို့အပြန်နဲ့ဆွေးနွေးတိုင်ပြီးကြောက်ဖို့ရတဲ့ဖြစ်ပါတယ်နောက်ပြီးဒီ campaign ကိုကျွန်တော်လုပ်ချင်းရလဲဒီကျွန်တော်တို့ campaign လုပ်ပြီးတော့မှကျွန်တော်တို့ပျောက်သွားတာမဟုတ်ဘဲနဲ့မိဘပြည်သူများနဲ့ကျွန်တော်တို့အမြဲတသားလဲကျွန်တော်တို့အချိန်ပြည့်ပြန်နဲ့တွေ့ချင်တယ်ကျွန်တော်တို့ကလည်းပြန်ပြီးတော့မှတူတူရှိချင်တယ်ဆိုတဲ့အကြောင်းနဲ့ပါတာဗောနော်အဲ့ဒါကြောင့်ကျွန်တော်ဒီ campaign ဒီ live ပြန်ပြီးတော့မှစကားပြောချင်းဖြစ်ပါတယ်လို့နော်မပွင့်ဖြူတော့ကိုပီခီနဲ့သူစပြီးတော့ဖြုတ်နေပေါ့နော်ရန်9000စလူမယ်ပေါ့နော်โอเคပါဒါဆိုရင်တော့ဒီကိုပီခီနဲ့ကိုမပွင့်ဖြူပေါ့နော်ဒီမပွင့်ဖြူနဲ့ကျတော့ရန်ပေါင်းခွဲပေါ့နော်နှစ်ယောက်ပေါင်းရတော့ပြီးတော့ယွန်းတိုင်ရီရလားကောင်းပေါင်းပဲနေဝယ်လဲဆိုရင်တော့ကျွန်တော်တို့ဒီ CE grade ရာရောင်းတဲ့ဆိုင်နေပြီးတော့ကျွန်တော်တို့ဝယ်ထားတာဖြစ်ပါတယ်မော်ခန်းခုမှုတွေကလားတဲ့မော်ခန်းခုမှုတွေမဟုတ်ဘူးဗျထားခက်ခံရလို့ဝမ်းနေနေတာကြာလာခဲ့မိသားလေးတွေ့ရโอเคမိသားလေးတွေ့လာ drone တွေ့လာဘောနော်တီရှာလေးကိုMSUP မှာလည်းဂျပန်ရန်9000နဲ့မြန်မာငွေ3သိန်းပေါ့နော်လာလူထားပါတယ်တဲ့လိုက်လို့ရလဲဒီခေါအားရှိရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဘလိုမျိုးပြရှက်ဘော့တီမှာတော့ပဲနဲ့ comment မှာပဲကျွန်တော်တို့အတွက်လိုက်လို့နေနေတဲ့အားအင်လေးတွေဖြစ်အောင်ပေါ့နော်ကျွန်တော်တို့အစင်ဒီဇိုင်းပေါ့နော်အများတန်းဟိုညာထောက်ပံ့ပေးနေတယ်ပေါ့နော်တော်လည်းမျိုးပြည်သူများအားလုံးလည်းဒီကနေပဲကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော်တို့ဒီ campaign အကြောင်းလေးနည်းနည်းလေးမိတ်ဆက်မလေးเนาะကျွန်တော်တို့ campaign ကဘာတွဲလို့ရလဲဘာကြောင့်လဲပေါ့เนาะလက်ရှိကျွန်တော်တို့ဒီခုနစီရရှင်နေဆိုလဲကျွန်တော်တို့ပြပြထားပြီးပေါ့เนาะစီရရှင်နေမူပြစီရရှင်နေမှာဆိုရင်လဲအရင်ကကျွန်တော်တို့ဒီမူပြစစ်မြေပြင်မှာ
လောကဘောနော်မချစ်မဖြစ်ဝမြေပြင်စိမြေပြင်မှာလောကမရှိမဖြစ်လိုအပ်တဲ့ဒီဘာရောလက်နဲ့မျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်ဝေဟင်ပြစ်ကူပေါ့နော်ဝေဟင်ပြစ်ကူကျွန်တော်ကလက်ရှိအရင်ကဒီစစ်ကောင်စီကျွန်တော်တို့ရဲ့အမှုပြဲကိုထူးစစ်ဆင်လာတာဟာ3လဝန်းကျင်ရှိပါပြီအဲ့မှာကျွန်တော်တို့ဒီ drone တွေဆိုလဲပျက်စီးချွတ်ရင်ကိုလည်းရှိတယ်ပြီးရင်တော့ဒီရန်သူရဲ့ဂျမ်ပါကြောက်လည်းပြတ်ကြတော့ရှိတယ်အဲကြောင့်မို့ကျွန်တော်တို့အဲ့ဒီဘယ်လိုပြောမလဲအဲ့ဒီ drone နေရာမှာအစားထိုးဖို့ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးအရေးပေါ်ကာလမှာ campaign ထားလို့ရရှင်ဖြစ်တယ်ကျွန်တော်တို့ရဲ့ campaign ဟာကြတော့ဒီ February လ25ရက်နေ့မှာစထားတယ်ပေါ့နော်အခုဆိုရင် March လ20ရက်နေ့ရောက်လာပြီပေါ့နော်အခုလိုရက်ပေါင်းဆိုရင်ရက်ပေါင်း20ကျော်လေးရောက်လာပါပြီအမှမြန်မာတားကဲရဲ့60ရာခိုင်နှုန်းတာရရှိပါသေးတယ်ဒီကျွန်တော်တို့ drone တစ်စီးလုံးdrone တစ်စီးစာပေါ့နော် drone ဒီရ campaign တွေရရှိလာတဲ့လူပြောမလို့ဘာနာငွေမှတပြောက်ကိုကျွန်တော်တို့ drone အတွက်ပဲအကုန်လုံးသုံးသွားမှာပါဒီ drone ကျွန်တော်တို့ drone ကဒီနှစ်စီးပေါ့နော်နှစ်စီးပဲဖိုးရောမြန်မာထားပါတယ်ရပါရီမူပြရဲမေပြောလာရနော်ပြောလာတော့မူပြဦးတဲ့ဟုတ်ကဲ့ပဲကင်ပါကျွန်တော်တို့ဒီမိုးပြင်းမှာရှိတဲ့ရဲမိတဲ့အပြုံးတွေကရှင်းပြောလို့ရှိရင်ကျွန်တော်ရွက်ပုံသီးတွေပေါ့နော်ဟုတ်တယ်အဲ့ဒါရွက်ပုံသီးအပြုံးလေးပါလို့နော်ရွက်ပုံသီးအလှတွေပါလို့ဆိုတော့လာကြည့်လိုက်ပါလို့မိုးပြင်းမှာလာရဲပေါ့နော်ဆိုတော့ဒီစစ်စုံတော့ဖြစ်ပါတယ်လို့နော်ရှင်နေရတော့ဒါပေမဲ့ဒီရဲမိရတော့တိကျတိုင်းမြင်တိုင်းပါပဲရွက်ပုံသီးပါလို့အကုန်လုံးကတော့ကူခန့်ကူကတော့ခန့်ကူလဲစလာပြီးတော့ဖြုတ်ပေါ့နော်မှာကွန်ချက်တဲ့ဒီညီလဲပေါ့နော်ရန်9ထောက်ပေါင်နေပေါ့နော်ဟုတ်ကဲ့စဖြုတ်နေပါပြီဖုန်းမရှင်ကြောက်ဘူးလားဟုတ်အရင်ခောက်ဆိုရတယ်ဟုတ်ပါအဲ့ဒါဟိုမိုးလေးဟိုမိုးအော်မိုးတာအော်အမေတွေ့လို့ရှိဝနော်ကျွန်တော်တို့ဒီတရှင်ဝနော်တရှင်ရတော့တော့ရှော့စုတလူတောင်းစုလာရပေါ့နော်ဟုတ်ကဲ့ခန့်ကူရတော့ဟုတ်ကဲ့ဒီ drone တစ်စီးမြန်မာငွေခက်မှန်းရှည်ဆိုရင်တော့တိတ်ပေါင်းဘလော့မပြောတော့တော့ကျွန်တော်တို့ဒီပတ်စည်းနဲ့ပဲတည်ထားတယ်ပေါ့နော်ကျွန်တော်တို့ဒီပတ်စည်းနဲ့ဆိုရင်တော့ဘာတော့တေးဝင်ကျွန်တော်အကုန်ကြမယ်ပေါ့နော်ဒါ drone တစ်စီးရတန်ဖို့ပေါ့နော်ဒါတော့ကျွန်တော်အခုလိုအပ်နေတာဒီ drone ကဒီတက်ခိုက်ရ drone ဝယ်ပြီဆိုတော့ဘယ်လိုပဲပြောကျွန်တော်တို့ဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲကျွန်တော်တို့ဒီ scout drone ပေါ့နော်ဒီထောက် drone ပါတော့မဖြစ်ဝယ်ရမှာပေါ့နော်ကံပေးပြည့်ပြဆုံကြောင်းမှလာတဲ့ဟုတ်ကဲ့ပါဗျာကံပေးပြည့်တော့ကျွန်တော်တို့တော့ဒီပြဆုံမှာပေါ့နော်ဘာလို့ဘယ်လိုပဲပြောကျွန်တော်တို့ဒီတော်လိုင်းရေးမှာရှင်းနေတွေ့တော့လမ်းရှင်းသူနေတွေ့တော့ကျွန်တော်တို့ဆုံနေအောင်ပါပဲလေနော်တနည်းမဟုတ်တနည်းတော့ဆုံကြရမှာပါအမှရတကြံပွဲလေးလောက်မှလာပြတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီတကြံပွဲဆိုလို့ကြည်နေပေါ့နော်ကြည်နေပဲလောက်ပါတယ်ဗျကြည်မိုးတွေရွာတယ်လျင်ကကျဲတဲ့ဘုံမိုးတွေရွာတယ်စိတ်မိုးတွေရွာတယ်ပေါ့နော်စိတ်မိုးတွေနဲ့ရေပဲကြတယ်ပေါ့နော်အခုလက်ရှိပေါ့နော်ဒါတော့အခုလက်ရှိကျွန်တော်တို့ဖက်ရဲ့ဒီတကြံပေါ့နော်ကျွန်တော်တကြံကာလာအခုမှမဟုတ်ဘူးအာနာသိပြီးခါစားအခုထိဆိုရင်ကျွန်တော်ဖက်မှာဆိုရင်တကြံကိုဆိုရင်အများအားလို့ဂျီနဲ့ပဲကြတယ် drone ဘုံတွေနဲ့ပဲကြတယ်ပြီးရင်တော့လင်တွေနဲ့ပဲကြတယ်နော်ဒါတော့ရန်သူကပဲတဲ့ဟာတွေပေါ့ကျွန်တော်ဖက်ကျတော့အများအားစစ်တွေ့မှုဖြစ်နေတဲ့အတွက်ကြောင့်မို့အပြန်လည်ပဲပေါ့နော်ဒါတော့ချင်းဖြစ်တော့တွေ့ဆုံးကြအောင်ဒါပေါ့နော်ရေပေါ်ပြောလို့ပဲဒါတော့ကျွန်တော်ရတွေ့ဆုံးတကြပါပဲဟုတ်ကဲ့ကဘာမကြည့်ဘူးစုပြပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်လိုက်မှာကြာရင်စုပြပါမယ်နောက်လိုက်မှာကြာကျွန်တော်တို့ကောင်းဆုံးပြင်ဆင်ပြီးတော့တိတ်မကြခင်မှာကျွန်တော်တို့ဒီ light တစ်ခေါက်ထပ်လွှင့်ဖို့ရှိပါတယ်အဲ့ချိန်ကြာတော့ကျွန်တော်တို့မဖြစ်မနေအခုလက်ရှိတောင်းဆိုထားတဲ့တခြင်းဒီထက်ရွေးချက်ပြီးတော့ကျွန်တော်တို့ဒီစုပြပါမယ်ဗျဒီပုံမနော်ပုံမဲ့ကောင်လေးတောင်းဆိုထားတဲ့ပုံမ
တရှင်းလေးစုပေးပါလားတဲ့ရပေါ်နေတော့ ကျွန်တော်တို့ဒီတချင်းပြည်စစ်ထားနှစ်ပုတ်ရှိတာဗောနော်များသောအားဖြင့်တော့အမေများနဲ့တက်ဆိုင်တဲ့ပုံစံမျိုးပါဘာဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာပါဝင်တဲ့လူငယ်တော်များများကကျွန်တော်တို့ဒီမိသားစုတွေနဲ့မဆုံးတော့ဘူးမိဘရဲ့ဒီနုထွေမှုတွေမရခဲ့တော့ဘူးနောက်ပြီးမိသားစုလက်ဆောင်မစားရတော့ဘူးဆိုတော့ဒီအခြေအနေတစ်ခုပေါ့နော်မိသားစုနဲ့ပြတွေ့နိုင်ဖို့နောက်ပြီးသမင်းလက်ဆောင်ပြစားနိုင်ဖို့အခြေအနေအဲ့လိုအကုန်လုံးကမျောလင့်တောင်းတနေတဲ့အခြေအနေတစ်ခုပေါ့နော်ကျွန်တော်တို့တော်လိုင်းလုပ်နေတဲ့လူတာမကပဲမိဘပြည်သူများလည်းထွန်းနေလကောက်ကိုသားသမီးကိုပြန်ပြီးတော့မှတွေ့ချင်ကြလိမ့်မယ်လို့ကိုယ်စီမျိုးတိုင်းဝမ်ချင်းနေလည်းပြတွေ့ချင်ကြလိမ့်မယ်လို့ပြောနေရပါတော့ဆိုတော့ဒီကျွန်တော်ဒီတချင်းတဲ့ပုံပြင်ဆင်ထားတဲ့ရွေချက်ရလဲထုံနည်းလကောက်ပေါ့နော်အမီနဲ့တားရဲ့ခွဲခွာချင်းနဲ့ပတ်သက်တဲ့တချင်းမျိုးစားလေးကျွန်တော်တို့ပြင်ဆင်ထားပါတယ်လို့နော်ဆိုတော့အခက်နေကျွန်တော်ဆိုပြပါမယ်လို့ဒီတချင်းတဲ့ပုံလေးကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆိုတဲ့အကြောင်းလည်းပြပြချင်ပါတယ်လို့နော်ကိုအောင်မျိုးသိမ်းပါနော်မျိုးသိမ်းတော့ပြောလာတဲ့အတင်ထားပါတဲ့အခုတို့ကျွန်တော်တို့တွေလည်းကိုယ်နဲ့သူဒါရှင်းနေပါတယ်ပေါ့နော်ကျွန်တော်တို့လည်းအများကြီးအားရှိရတယ်ပေါ့နော်ကျွန်တော်တို့ဒီဒီကလူမျိုးပြောရမလို့ဒီကတော်လာမျိုးပဲပြည်သူပဲအားယူပြီးတော့ပဲကျွန်တော်တို့ကဒီချစ်ဆက်နေတာဖြစ်တယ်ပေါ့နော်ဒီတော်လာရေးကိုပေါ့မော်ရီယိုဒရိုတွေစစ်တပ်ဖြစ်ခက်ဖြစ်စီရရှိလာတဲ့လူမျိုးပြောရမလို့ပြက်ကဖြစ်စီရတော့မရှိဘူးဒါပေမဲ့လည်းသူတို့ဖက်ကစင်ပြကြပါတယ်သုံးလာတဲ့အခါမှာတော့ကျွန်တော်တို့ရတော့သူပြစီရရှိတယ်ဗျကိုခန့်ကိုကတော့ရှုပ်နေပြီနော်စိတ်ပြောင်းသွားပြီတဲ့ရန်တော့တောင်းပြတဲ့ကျေးဇူးများတင်ပါတယ်ဗျdraw ရှစ်တန်းမှာဘလော့ထိသုံးဝင်နိုင်လဲတဲ့ထိရောက်မှုရောဘလော့ရှိလဲတဲ့ကျွန်တော်တို့ draw တော့ဒီရှစ်တန်းမှာဆိုရင်တော့သူကလည်းကျွန်တော်တို့ရဲပေါ်တိနဲ့တူလောက်ပါပဲเนาะဘလို့ဆိုရင်တော့သူတို့ကတော့ဘယ်လိုမျိုးပြောမလဲဆိုဒီကျွန်တော်တို့ကိုယ်တိုင်တက်ရှိရဲပေါ်တွေမဖြူနိုင်တဲ့ဘန်ကာတွေတက်လို့မရနိုင်တဲ့စကန်ကိုတွေပါဆိုရင်အကောင်ပဲဘယ်လိုပြောမလဲ draw ကပဲကျွန်တော်တို့ဖြုတ်ပြီးရပေါ့เนาะဖြုတ်ပြီးပြီးရင်ကျွန်တော်တို့သွားတဲ့လမ်းကြောင်းရှင်းမရှင်းလဲအ draw ပဲကိုလိုအလုပ်လုပ်ပြီးရပေါ့เนาะအဲကြောင့်မို့ဒီရက်ပေါ်ရက်ခွန်အားလို့ပြောလဲမမဘူးကျွန်တော်တို့တော်လိုင်းရက်ပေါ်တွေရဲ့ဘယ်လိုပြောမလဲဒါတော့ကျွန်တော်တို့တော်လိုင်းရက်ပေါ်တွေရဲ့ခွန်အားဆိုလဲမမဘူးเนาะဒါရကိုလိုဒီ draw အရန်ကိုသုံးဝင်ပါတယ်ကျွန်တော်တို့ရဲ့ဒီရက်ပေါ်ရဲ့ထိခိုက်နေအောင်ဒီနှခါပြန်မရနိုင်တဲ့ကျွန်တော်တို့ရဲ့အသက်ကိုပဲဘယ်လိုပြောမလဲဒါတော့ကျွန်တော်တို့ရဲ့နှခါပြန်ပြနိုင်တဲ့ရဲဘော်အသက်တွေပေါ့နော်နှခါပြန်ပြနိုင်တဲ့ရဲဘော်အသက်တွေကိုသူတို့ကပဲအများအားကောက်ကွယ်ပြီးလေးရှိတယ်ပေါ့နော်အကြောင်းကျွန်တော်တို့ဒီ drone အတကယ်အရန်ကိုသုံးဝင်ပါတယ်ခင်ဗျအဲဆိုရင်တော့ကျွန်တော်တို့ဒီဒုတိယတရှင်းနေပေါ့နော်ဒုတိယဒီရဲဘော်ပြင်ဆင်ထားတဲ့ခုနဒီကဘေးကရဲဘော်ပြောတဲ့ဒီအမီတော့ပေါ့နော်အဲ့ဒါကိုသူတို့ဒီ green မှာပဲ green တော်လာရေးဖွဲ့နေပြီးတော့ဒီထွက်ရှိထားတဲ့ဒီဖောင်ဖြက်ဆွလို့ထွက်ခဲ့ဆိုတဲ့တရှင်းပေါ့နော်โอเค
ဆိုတော့ဒီတချင်းရဲ့တိတ်ပဲလဲအားလုံးပဲတိကျလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေဘာဖြစ်လဲဆိုတော့ဒီကျွန်တော်မိသားစုနဲ့ဝေးကွာနေတဲ့ဒီတော်လာပီတူမိဘအများကြီးရှိတယ်ဒီကျွန်တော်တို့ live ကိုကြည့်နေကြတဲ့မိဘပီတူများလဲကိုဒီကျွန်တော်တို့ဒီတော်လာရေးမပါဝင်နေတဲ့ဒီကိုမောင်နှမအများကြီးရှိတယ်ဒီထက်မှလည်းကြည့်ရှုနေတဲ့သူတွေလည်းဆွေမျိုးချင်းတော်လာကောင်းအမျိုးပတ်သက်နေပြီလဲရှိကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေတော့ဆိုတော့ဒီမျိုးဝေးကွာနေတဲ့ဒီခါသားချက်ကိုကျွန်တော်ဒီတချင်းလေးနဲ့အားပေးနေသိပြီးနိုင်တာပေါ့နော်လက်ရှိကျွန်တော်လုပ်ပြီးနိုင်တာကဒါပဲရှိတယ်နောက်ပြီးဆက်လက်ပြီးတော့လည်းခဏနေကျွန်တော်ပြင်ဆင်ထားတဲ့ဒီအမေများနေဆိုတဲ့အမေများကိုလည်းကွန်ပျူတာလည်းပါတယ်ဒီပြီးခဲ့တဲ့ခေါက်ရတော့မှဆိုရင်လာရတော့မှဆိုရင်အမေများနေရှိခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီတော်လန်ပြည်သူများအနေနဲ့လည်းမိဘပြည်မိခင်တွေကိုကျွန်တော်တို့အပြေးဝကျွန်တော်တို့ပြန်လည်ပြီးဘယ်လိုပြောမလဲမထောက်ပံ့ပေးနိုင်တယ်လို့အများကြီးလည်းအပိစကမပြောပြနေတဲ့အတွက်ကျွန်တော်ဒီတော်လိုင်းဒီကမ်ပိန်းလုပ်ရင်းနဲ့လည်းဒီအမေများကိုကွန်ပျူတာအနေနဲ့တခြင်းနဲ့ပြင်ဆင်ထားတယ်နောက်ပြီးဒီခန်းစားချက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်ဒီမိသားစုနဲ့ဝေးကွာနေတဲ့ကျွန်တော်တို့ဒီတော်လန်ဘီတူဒီနဲ့တော့လကောင်းကျွန်တော်ဒီတော်လိုင်းဖန်ပါဝင်နေတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအားလုံးတော့ဒီရဲ့ခဏချက်ကိုကျွန်တော်တို့အမေရဲ့ဟင်းရတာအမေရဲ့လက်ရအမေရဲ့ခဏချက်အမေစီရဲ့နှွေးထွေးမှုတွေဘယ်လောက်ထိရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကိုချင်းစာပြီးတော့မှပေါ့နော်ဒီတချင်းလေးကျွန်တော်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ခဏနေကျွန်တော်ဒီဆူမက်တချင်းလေးကိုလည်းကျွန်တော်တို့မိဘပြည်သူများနဲ့ကျွန်တော်တို့အတူတူဝိုင်းဝန်းခန်းစားပြီးပို့လို့လင့်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါချစ်တယ်ဟုတ်ကဲ့ပါအများကြီးချစ်ပါတယ်ဘယ်တယောက်ချစ်ရတော့နာမည်လေးပြောလို့ရရနော်နာမည်မသိမေးလို့ရရနော်ဟုတ်ကဲ့ပါကိုထက်ပေါင်းရန်3000ပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ live မှာကြည့်ပြီးတော့မှမိုးပြဲအခြေအနေကိုလည်းဒီကျွန်တော်ဟို social media မှာပြီးပြည်သူများလည်းတည်ပြီးသားဖြစ်တယ်လို့ဆိုတော့ကျွန်တော်ဒီ campaign လေးလုပ်တယ်ဒီထူထဲမှာမှကျွန်တော်တို့ဒီ line လွှင့်နေနဲ့ကျွန်တော်အများကြီးကူညီပေးနေကြတဲ့တော့ဒီအလူရှင်တွေအားလုံးကိုကျွန်တော်ဒီတရင်တခွဲကိုစားတော့ဒီကျွန်တော်လုပ်နေတဲ့ campaign ဖွဲ့ထားတဲ့အားလုံးရဲ့ကိုစားကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်တယ်ပေါ့နော်
နောက်ပြီးအောင်မျိုးတင်းကလေးဒီအများကြီးကျွန်တော်တို့ပြီးထားတယ်နော် plus ဒီကျွန်တော်တို့ဒီ yuan 3000ကနေပြီးတော့မှဟိုလေ8000ထပ်ပြီးထားတာဗောနော်ဒီအတွက်လည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့နော်ဒီ yuan 8000ဟုတ်ကဲ့ထပ်ပြီးထားပါဗောနော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်လို့နော်ကျွန်တော်ဒီတခုရှိတာကလက်ကျွန်တော်တို့ဒီတိုင်းသားဒီတော်လိုင်းတက်ဖွဲ့တွေအကုန်လုံးကဒီတိုင်းသားဖြစ်တဲ့အတွက်စကားပြောတဲ့ဟာတွေခါကျရင်မပါနိုင်တယ်စမပြေတာလေးရှိလို့ရှင်လည်းမိဘပြည်သူများလည်းနားလည်ပေးကြဖို့ညွှန်နေပါတယ်ခါကျရင်တိုင်းသားဖြစ်တဲ့အတွက်အတုံးလုံးလေးတွေကလည်းမိဘပြည်သူများအတွက်နည်းနည်းအစ်မသိတော်တာလေးနဲ့ရှိတော့ခဲ့လဲကျွန်တော်အနေနဲ့အများကြီးတောင်းမှချင်ပါတယ်လို့နော်ဟုတ်ကဲ့ပါခင်ဗျာနာမည်ရောမိတ်ဆက်ပြပါဦးတဲ့အဖက်နာမည်ရောဘာလို့မပလေလို့ပြထားတာလဲရှင်းပြပါဦးတဲ့ GP ရှောက်ရထားလို့လားโอเคဆန်မျိုးစင်ခုမှပေါ်လာတယ်ကျေးဇူးများတင်ပါတယ်ဆရာလည်းဒီ campaign မှာလည်းအများကြီးကျွန်တော်တို့အတွက်ကျွန်တော်ပြောပေါဝင်ပေးတာအတွက်ကြောင်းမှုလဲပေါ့နော်ကျွန်တော်တို့ဖက်နေတော့လောက်လေးလေးကိုကျေးဇူးတင်ပါတယ်ပြီးရင်ဒီအဖက်နာမည်ဘာလို့မပလေလို့ပြထားလဲဆိုရင်တော့ကျွန်တော်တို့ဝင်ပလေဆိုတော့အဖွဲ့မျိုးကစီလိုရှင်ကိုပြတယ်ပေါ့နော်ကျွန်တော်တို့ကစီလိုရှင်ကိုပြတယ်ပြီးရင်တော့ပြောရမဆိုတော့ဝင်ပလေဆိုတာအများကြီးပေါ့နော်သူရတိတ်ပေတော့အများကြီးရှိပါတယ်စီလိုတယ်မပြူကွဲပေါ့နော်တော်တယ်မပြူကွဲဘူးပြီးရင်ဘယ်လိုပြောရမလို့ဒီတတ်တော်တိုင်းမှာပေါ့နော်ဒီ trace တွေတိုင်းမှာဆိုရင်သူကအရန်ဟိုအတူယူတင်တဲ့အကောင်လည်းဖြစ်တယ်ပေါ့နော်ရှင်းပြရတော့အများကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအဓိကဘာလို့အဲ့ဒါပေးစလဲဆိုအဓိကတော့စီလိုရှင်ကိုပေါ့နော်ကျွန်တော်စီလိုရှင်ပြပါတယ်နာမည်ရမိတ်ဆက်ပြပါဦးတဲ့ဟုတ်ကဲ့ကျွန်တော်တော့ဒီမူပြဲပြည်သူ့ကာကွယ်ရေးပေါ့နော်ဒီအမျိုးသားညီညွတ်ရေးဆိုရအလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တီတတ်တော့အမတ်ထော်တီပေါ့နော်အမတ်ထော်တီမူပြဲပြည်သူ့ကာကွယ်ရေးတရင်တီဝင်တက်ခွဲထောက်ပို့နော်ထောက်ပို့တောင်းဝီထားတယ်ရဘောဝီလီမို့ဖြစ်ပါတယ်โอเคကျွန်တော်ကတော့ဒီထောက်တီကိုပလင်တက်ခွဲမှာထားဆောင်နေတဲ့ရဘောသူပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နာမည်ကတော့မြို့မဲပါလို့ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ရဲဘော်ချစ်စေပါပေါ့နော်ပြီးခဲ့တဲ့ live ဒီမှာလည်းကျွန်တော်မိတ်ဆက်ပြပါပြီအခုလည်းမတီးတီးလည်းဆက်ပြီးတော့မှကျွန်တော်မိတ်ဆက်ပြချင်းဖြစ်ပါတယ်ကျွန်တော်လည်းဒီမွေးပြည်သူ့ကာကွယ်ရေးထောက်တေးမှာတောင်းထားဆောင်နေတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကျွန်တော်နာမည်ကမော်ခမ်းပြောရတယ်ရဘောမော်ခမ်းပြကျမတော့ချွတ်စုဖြစ်ပါတယ်ကျမတော့ဒီတိုင်းဖြစ်ပါတယ်ကျမတော့မရှိပါဘူးရှင်ဟုတ်ကဲ့ကျွန်တော်ဟိုဝင်လေတဲ့တက်ခွဲမှာတောင်းထားဆောင်နေတဲ့ရေဘောမောင်စံဒီဖြစ်ပါတယ်ဟုတ်ညပစုရညပစုနာမည်တဲ့ညပစုကျန်မဲကယူပေါ်ပါရဟုတ်ကဲ့လက်ရှိရှင်နေတော့မလီတက်ခွဲမှာတောင်းထားဆောင်နေပါတယ်တချို့ကတော့ကျွန်တော်တို့အောင်ရင်လင်းလို့အထင်မှားကြတော့တော့ရှင်ရုံမယူတောင်းပြောလိုက်ရမှာဟုတ်ကဲ့သူတို့ချင်းချင်းပေါ့နော်ဒီမှာကိုခန့်ကူနဲ့ကိုမျိုးတရားပေါ့နော်သူကတော့ရန်တွေပေါ့နော်မှာဖြုတ်နေကြတာပေါ့နော်အမှာရန်တောင်းထိတက်လာပြီပေါ့နော်ရန်တောင်းကိုပြီးရန်တောင်းပါပြီကိုမျိုးတရားရန်တောင်းပြီးရင်ဆရာကွန်ချစ်ဖန်နေပြီးတော့တသိန်းပေါ့နော်မြန်မာငွေတသိန်းပေါ့နော်ပြီးရင်တော့ကိုဆရာနေမျိုးစင်အနေပြီးတော့ GPP ပေါ့နော်600ပေါ့ဟုတ်ကဲ့ကရင်ပါလားဆိုကရင်တော့မပါဘူးဒါပေမဲ့ကရောပါနော်ကရောမတက်ပါပါတယ်ရှာမလည်းပါတယ်ကရင်တော့ပါဘူးနော်ဒါပေမဲ့ရရဲ့နာတခုတော့တာတယ်နော်စားခိုင်းရမင်္ဂလာညချမ်းပါဟုတ်ကဲ့မူရိုဇာရီယာရေမင်္ဂလာညချမ်းလေးပါခင်ဗျလက်ရှိကျွန်တော်တို့မူပြပေါ့နော်ဘာလို့စိတ်ကောင်းစီရအရန်ယူကျွန်တော်ရဲ့ဒီရှော့ပေါ်မှာလာမိထားရှိလို့ပေါ့နော်ဘာလို့မူပြစိတ်ကောင်းစီရောလောက်စိတ်ကောင်းစီတာဘာလို့မူပြလောက်ထိလူရှင်ကြတာရောတဲ့လာမိထားလူရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမူပြပေါ့နော်မူပြဟ
ဘာလို့စိတ်ကစီအရင်လူရှင်လဲဆိုခုနလဲလိုက်စားမှကြော်ပြတ်သားတယ်လို့ပါပဲပေါ့နော်ဒီနေပြည်တော်ရဲ့တကားဝါလည်းဖြစ်တယ်မိုင်60ဝန်းကျင်လောက်ပဲရှားရတယ်ပေါ့နော်ဒီမူပြန်တဲ့နေပြည်တော်ဆိုတာပြီးတော့ကျွန်တော်တို့ဒီ Greeny ရဲ့တကားပေါက်လည်းဖြစ်တယ်ဒီ Greeny keep it ဖြုတ်လိုက်ပြီတဲ့ညတောင်းတော့စီဟုတ်ကဲ့ပါဒီခုနပြောရတဲ့ဒီထဲမှာမှဒါစိတ်ရေးပုံစံမျိုးဖြစ်တဲ့ကျွန်တော်အနေနဲ့ထပ်ဆောင်ပြောပြပေးချင်တာပေါ့နော်ဆိုတော့ဒီမိုးပြဲမျိုးကသူတို့ကမရမကလို့ချင်းတဲ့ရွေချက်ကခုနဒီရှိမှအကူပြောရတဲ့ထုံနေမကောင်းပဲပေါ့နော်ဆိုတော့သူတို့ကမရတဲ့နည်းနဲ့မျိုးသောပုံစံနဲ့ကြိုးစားပြီးကျွန်တော်တို့ထိုးဖောက်မယ်ထိုးထဲမှာမှကျွန်တော်တို့ဒီတော်လိုင်းပီတူများကလည်းလက်မလွတ်ခံရတဲ့အတွက်လည်းအမျိုးပုံစံနဲ့ကျွန်တော်ကာကွယ်ဖို့နော်ဆိုတော့ကျွန်တော်ဒီကာကွယ်ဖို့ကိုဒီလက်နဲ့အားကြီးအားဒီအမျိုးလိုတဲ့ထဲမှာမှကျွန်တော်ဒီရဲဘော်တွေကလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ရန်အတွက်အသက်အနေနဲ့ဖြစ်အလိုမျိုးကိုအများကြီးကာကွယ်ဖို့ဆိုတော့ဒီ drone ကိုတော့အလိုမျိုးပြလို့ချင်းဖြစ်တယ်ပေါ့နော်ဒီ drone ကလည်းကျွန်တော်တို့ဒီရဲဘော်တွေအားလုံးရဲ့တက်တခင်ကျေးဇူးရှင်လို့တော့ပြောလို့ရတဲ့အနေအထားမျိုးပါရှိပါတယ်ကြည့်ရှုသူတွေအားလုံးပဲကျွန်တော်တို့အများတောင်းပန်ပါတယ်เนาะမိမပြည်သူများကျွန်တော်တို့ဒီ line ချိန်တွေကနည်းနည်းအစီမပြေတဲ့နေချိန်မလို့ပေါ့เนาะ line ခဏကြတဲ့ချိန်မလို့ပါတော့เนาะအားလုံးပဲကျွန်တော်ဒီကြည့်နေနဲ့ကျွန်တော်စကားပြောပြတ်သွားတဲ့အတွက်လည်းကျွန်တော်တို့ဖက်နဲ့အများကြီးတောင်းပန်ပါတယ်လို့เนาะဟုတ်ကဲ့ပါဆိုတော့ဒီကျွန်တော်ဒီမိုးပြဲရဲ့အခြေအနေကိုမိမပြည်သူများကျွန်တော်ဆက်ပြီးပြပြချင်တာကခုနမျိုးပေါ့เนาะsocial media မှာလည်းအားလုံးပဲတိကျလိမ့်မယ်တွေ့မြင်ကြလိမ့်မယ်လို့ထင်ပါတယ်เนาะဆိုတော့ဒီအမျိုးမျိုးတို့ရရှိရေးအတွက်လေချောင်းပြစ်ကူအမျိုးမျိုးတော်လည်းကောင်းလက်နဲ့ကြီးပြစ်ကူအမျိုးမျိုးတော်လည်းကောင်းတို့အမျိုးနီလာပေါ့ဆိုလည်းစူးစမ်းနေတာပေါ့เนาะဆိုကျွန်တော်တို့ဒီတော်လန်ပီတူပြဘက်ကလည်းလက်လွတ်မခံရရေးအတွက်စောတမန်ကျွန်တော်တို့ဒီခုခံကာကွယ်လက်ရှိပါတယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်ပါတယ်လို့เนาะဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ live ပေါ့နော် live တော့ဒီlive ရှင် live ခက်ခဲနေရှင်နေတယ်ပေါ့နော်အဲကြောင့်ဒီ live ကိုပြီးရတိကြည့်ဖို့လဲကျွန်တော်တို့ဒီမြတ်တရားခံပါတယ်ဒီဟုတ်ပါတယ် live မကောင်းတဲ့ကျွန်တော်တို့ဒီ live ပေါ့နော် live ပြီးရတိဒီခံပြီးတော့ကြည့်ဖို့လဲကျွန်တော်ဒီပြောစာအများရှိသေးရပေါ့နော်ဒီမူပြန်နဲ့ပတ်သက်ပြီးတော့မေးစာလေးတွေရှင်းလဲမေးလို့ရပါတယ်ခင်ဗျကျွန်တော်ဒီခုနပြောလိုမျိုးပါနော် line လဲကျွန်တော်အသေးအစင်မပြနိုင်လဲဆိုတော့ဒီ line ခဏကြတဲ့အနေထားမှာရှိပါတယ်လို့ဆိုတော့မြို့ပြည်သူများအနေနဲ့နားလည်ပြဖို့မျှော်လင့်ပါတယ်ဒီ campaign ကိုပြုလုပ်ရခြင်းနဲ့ရွေးချက်တဲ့ကျွန်တော်ဒီ live ဒီမှာလဲခဏပြောထားပြီးဖြစ်ပါတယ်เนาะဆိုတော့ထပ်ဆင့်ပြီးတော့မှကျွန်တော်တို့ခေါ်တဲ့ပြောပြချင်လို့ပါတယ်လို့เนาะဒီ campaign ကကျွန်တော်ဒီ campaign ကိုဒီ campaign ကိုကျွန်တော်လုပ်တာကအခုမှလည်းမဟုတ်ပါဘူးเนาะဒီကျွန်တော်ဒီတစ်ဖွဲ့တစ်ခုတည်းလုပ်တာလည်းမဟုတ်ပါဘူးဒီမြတ်ပြည်သူများလည်းသိကြပါလိမ့်မယ်ဒီတော်လိုင်းရေးပြည်လူလုပ်နေတဲ့တော်တော်များများလည်းဒီ campaign မျိုးလုပ်ကြပါတယ်ဘာဖြစ်လို့ရတဲ့ရွေးချက်ဆိုတော့လည်းသူတို့campaign တိုင်းမှာလည်းသူတို့ပြောပြကြလိမ့်မယ်လို့ထင်ပါတယ်ဗောနော်ဆိုတော့တကယ်လို့အဲ့လိုကျွန်တော်ဒီ campaign ကိုလုပ်ရချင်းဖြစ်တယ်နောက်ပြီးဒီမှာလည်းတကယ်ဒီ campaign လုပ်ခြင်းအဖြစ်ကျွန်တော်အများကြီးမြေပြင်မှာတော့လည်းကောင်းဒီရဲဘော်တို့အပေါ်အများကြီးအကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ပြောပြချင်ပါတယ်လို့เนาะဆိုတော့ဒီ campaign လုပ်တာလည်းကျွန်တော်တစ်ဖွဲ့တည်းမဟုတ်ပါဘူးเนาะတခြားဖွဲ့လည်းလုပ်တယ်သူနည်းလည်းကောင်းပါပဲเนาะဒီမိုးပြဲမျိုးတွေမှာလုပ်တဲ့ campaign တို့လည်းကောင်းတခြားတစ်ဖွဲ့မှာလုပ်တဲ့ campaign မှာတော့လည်းကောင်းစစ်ကောင်စီကဒီအမျိုးထိုးလာပြီးစစ်ကြောင်းထိုးလာပြီးဆိုကျွန်တော်တို့အနေနဲ့ခုခံကာကွယ်ဖို့ကပြည်သူတွေရှိပါတယ်လို့เนาะဆို
ဆိုတော့ဗီဒီယိုတွေနဲ့ကျွန်တော်တို့နဲ့တသားတဲ့သူပါရှိပြီးတော့မှကျွန်တော်တို့ကိုဝိုင်းဝန်းပူပြီးမှကျွန်တော်ဒီစစ်ကောက်စီခုခတ်တော်လာနိုင်မယ်လို့ကျွန်တော်တို့အနေနဲ့မျှော်လင့်ပါတယ်လို့နော်ဟုတ်ကဲ့ဆိုတော့ခဏနေလို့ရှိရင်ကျွန်တော်တို့ဒီ like campaign မှာကျွန်တော်တို့ကိုကူညီပေးတဲ့မိဘပြည်သူတယောက်ချင်းစီတော့ကျွန်တော်နာမည်ခေါ်ပြီးတော့မှကျွန်တော်ပြောပြပေးမယ်လို့ဝိုင်းဝန်းကူညီအဖြစ်ပေးတဲ့လူအရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတကယ်တင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်လို့နော်ကျွန်တော်ဒီ campaign target ကကျွန်တော်တို့900မှတ်ထားတာပေါ့နော်ဒီ900မှတ်ထားတာမှဒီလောဆယ်တော့60ရာခိုင်နှုန်းရသေးရပေါ့နော်ဆိုတော့ကာလကတော့ဒီ February 25ရက်နေ့ကနေကျွန်တော်စခဲ့တယ်ပြီးမလားဒီလ29ဆိုကျွန်တော်ဒီ campaign ကပြီးပြီလို့ကျွန်တော်တတ်မှတ်ထားတာပေါ့နော်ဟုတ်ကဲ့အခုလက်ရှိခုနကကျွန်တော်ပြောလို့ရရှိတဲ့ရခိုင်နှုန်းကတော့60ခိုင်နှုန်းပဲရသေးတယ်အပြည့်မရသေးဘူးပေါ့နော်ဆိုတော့မိဘပြည်သူများအနေနဲ့ဆက်လက်ပြီးlike and share လုပ်ခြင်းအဖြစ်တော့လည်းကောင်းကျွန်တော်တို့ဘိုင်းမပတ်မှုကူညီပေးလို့ရပါတယ်ဆိုတော့ကျွန်တော် testing ပြပြချင်ပါတယ်လို့နော်ကျွန်တော်တို့ဒီပါဝင်နိုင်တဲ့ဒီကျွန်တော်တို့ဟိုတော့ပြည်တွင်းမှာဆိုကျွန်တော်တို့ KP ရှိမယ်NUG ပေးရှိမယ် STV ပေးနဲ့ကျွန်တော်တို့ဒီပြည်တွင်းအနေပြီးတော့မှကျွန်တော်တို့ကိုလိုက်ရနေကြည့်ဖြင့်လိုင်းကနည်းနည်းလေးအဆင်ပြေနေထားမှုလို့ပါခင်ဗျာတောင်းပန်ပါတယ်နော်ကျွန်တော်ဟုတ်ကဲ့ကျွန်တော်ဒီခုနပြောသလိုမျိုးပေါ့နော်ကျွန်တော်ဒီပြည်တွင်းကနေပြီးတော့မှကျွန်တော်တို့ကိုပတ်ပို့ပေးချင်တယ်ဆိုရင်တော့KP ရှိမယ် NUG ပေးရှိမယ် STB ပေးနေကျွန်တော်တို့ကိုပန်ဖို့ကူညီပေးလို့ရတယ်လို့ဒီပြပအနေနဲ့လည်းကျွန်တော် Thai တို့ Singapore တို့ Korea US အဒီအနေနဲ့ကျွန်တော်ကူညီပတ်ဖို့ပေးလို့ရတယ်ဆိုတော့ကျွန်တော်လည်းကျွန်တော် testing ပြောပြချင်ပါတယ်လို့ကျွန်တော် target ပြည့်ဖို့ရအတွက်မိဘပြည်သူများအနေနဲ့တော်လည်းပြည်သူများအနေနဲ့အများကြီးပတ်ဖို့ပေးဖို့ကျွန်တော်တို့အများကြီးမျှော်လင့်ပါတယ်လို့ခင်ဗျာဟုတ်ကဲ့ပါ这道系列在国内啊，拿来某的没啥呢，现在的，啥啦？我好的，在国他把的，第到了白手也不多များ在国拉了皮的不呢，也不么不，皮上也在国拉了比较假的不呢，古一木的古比多，皮都半是比把拉的，OK，古皮起，有木都吧，哦。ဟုတ်ကဲ့ကိုပီကီကျွန်တော်တို့ဒီနည်းနည်းလေးခဲရှိတယ်ပေါ့နော်ပြီးမှပဲကျွန်တော်တို့ဒီရုပ်ပေါ်ပြတိုက်ပြီးတော့ပဲဗီဒီယိုရိုက်ပြီးတော့ပဲပို့ပြပါမယ်ခင်ဗျာအန်ဂျင်နဲ့ပြဆောင်နေရဲ့လက်ရှိကျွန်တော်တို့ကမ်ပိန်းပေါ့နော်လက်ရှိကျွန်တော်တို့ကမ်ပိန်းရဲ့နာမည်ကတော့ဒီရုပ်ပေါ်တင်းနေစစ်ရှင်မြင့်မယ်ပေါ့နော်ဒီရုပ်ပေါ်တင်းနေစစ်ရှင်မြင့်မယ်ဆိုတော့ရုပ်ပေါ်တိဆိုတာဒီ drone ကိုစားပြုရှင်ဖြစ်တယ်ကျွန်တော်အခုရရှိလာမဲ့ drone နော် drone လည်းအစတင်ရှင်းနေပြီပေါ့နော် drone လည်းအစတင်ရှိထားပါတယ်ကျွန်တော်တို့ဒီပြပပြည်သူဝယ်ပြီးရင်တော့အချိန်ဝယ်ပြီးရင်တော့အချိန်ပြရနိုင်ရဲ့အနေအထားမျိုးမှာဖြစ်နေတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ drone မှန်းထား target တော့300ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရက်20 22ရက်အတွင်းမှာဆိုရင်တော့60ရာခိုင်နှုန်းတိပြည့်မီလာပြီပေါ့နော်လိုအပ်နေတဲ့40ရာခိုင်နှုန်းလိုအပ်နေတဲ့40ရာခိုင်နှုန်းကိုမိဘပြည်သူများအနေနဲ့ဝိုင်းဝန်းပြီးတော့ဖြစ်စီပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့ရက်ပေါ်တိကိုဝိုင်းခေါ်ပြီးကြအောင်ပေါ့ဝိုင်းခေါ်ပြီးကြပါအောင်ပေါ့နော်一模啦，你们拜拜我们嘞，好给着小宝马上呢，把麦克苗边小宝马上嘞的也不也没，就说哩话那主要上边儿来变货上呢吧嘞，看着。ကျွန်တော်တို့လိုက်လွှင့်ရလဲအချိန်တော်တော်လေးကိုကြာလာပြီပေါ့နော်ဒီကျွန်တော်တို့ကပ်ပေးအပိတ်ရှင်လို့ပြောရမလားကပ်ပေးအပိတ်ရှင်တော့ဒီရုပ်ပေါ်ရဲ့ခံစားချက်ပေါ့နော်သူခံစားချက်ဆိုမှဖြစ်ပါတယ်ဘာလို့ရှင်လဲဆိုတော့သူကိုယ်တိုင်ပဲရှင်းပြပါလိမ့်မယ်ဗျခုနကျွန်တော်တို့ပြောသွားသလိုမျိုးပေါ့နော်ကျွန်တော်ဒီတော်လန်ရေးကိုလှုပ်တာက
မိသားစုတွေနဲ့ကျွန်တော်တို့ခွဲခွာသွားရတယ်ဆိုတော့ဒီတော်လန်ပြည်သူတွေတော်လကောင်းကျွန်တော်ဒီတော်လန်မှာပါဝင်နေတဲ့ရဲဘော်ရဲဘက်တွေအားလုံးတော်လကောင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီခန်းစားချက်ကိုကျွန်တော်နားလေတယ်ဆိုတော့မိသားစုနဲ့ပြန်တွေ့ချင်တယ်အမေရဲ့ဟိုချစ်ဆက်ကောင်းတဲ့လက်ရတာရှိတဲ့ဟင်းလျာလေးတွေကျွန်တော်ပြန်မြည်ရှင်သေးတယ်ပေါ့နော်ဒီခန်းစားချက်ကိုကျွန်တော်ကိုချင်းစာပြီးတော့မှကျွန်တော်ဒီချင်းလေးကိုဒီပြလို့ရချင်းဖြစ်တယ်ပေါ့နော်တချင်းကောင်းစင်ကတော့ဒီဟို218ရဲ့အမေအိမ်ဆိုတဲ့တချင်းလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တီဆိုတဲ့ဟာလေးတစ်ချက်တော့နားဆင်ပြကြဖို့လဲညွှန်နေပါတယ်နော်God, solo that me, they got a ray and midnight, waiting more. Hallelujah, my broken great, so did it, I should be just yesterday, me and I just so God is saying, I'm young when I'm not so in love. You're my day, not to be made in the day. So many. Okay, ba. You were already made Chanel, this will be taught upon. BK, my year, not to meet her, or come common Yelova, move up to bed or Tanya, selecting her, save a lava, not teaching Lusu,
ok let's showကျွန်တော်တို့ဒီ movie ပေါ့နော် movie မျိုးရဲ့ဒီ90ပေါ့နော်80ခန်းတော့ကျွန်တော်တို့ပြည်သူဘက်တော့ဒါတွေအကုန်လုံးထိချုပ်ထားဆဲပဲဒီ movie မျိုးစစ်ကောင်စီကတော့သူတို့ movie မျိုးပြင်တော့မှာပဲပေါ့နော်သူ movie မျိုးပြင်မှာပဲတက်ဆွထားပါတယ်ok အမအီမိုရကျွန်တော်ပြန်ဟန်ထားပါတယ်နော်ဟုတ်ပြီဟောနေတယ်ဟုတ်တယ်သူကတော့ကျွန်တော်တို့ခုချက်ဆိုတောက်ပေါ်ဒီတောက်မှာဆိုရင်တော့မီးလောင်တဲ့ရာသီဖြစ်တယ်ပေါ့နော်ကြောင့်မို့သူလည်းရှောက်ဟောင်းနေတာဖြစ်ပါတယ်ရတော့ပေါ်ကူညီပါမယ်ရှယ်အမျိုးတေးပါနော်ကိုအမျိုးတေးတော့တောင်းတော့ထောင်းတော့ရတောင်းတော့ထောင်းဖြစ်လာပါပြီပြီးမဆုဝေခိုင်ပါနော်မဆုဝေခိုင်နေတဲ့ရတော့ထောင်းပါနော်โอเคကိုပီကီကတော့ကိုပီကီကဖြစ်တော့ဗောနော်ပြီးတော့ကိုပီကီတော့လိုက်ဖြစ်လူရများလာရဗောနော်ဟိုနောက်တဲကိုနေတဲ့ညီလေးတဲကိုလုံးကမလာမေလုံးကမလာတဲ့မငူပါဘူးရကျွန်တော်တို့ရဗောတော်များတော့ဘယ်လိုပြောမလဲစကားပြက်တယ်ဗောနော်သူပြက်ဆိုတာပပင်းလေးကပြောတတ်တယ်ဗောနော်အကြောင်းမို့ဒီကံပြကြပါအောင်လို့ဟုတ်ကဲ့ပါဆက်ဆောင်တော့အလုံးပြကြပါစေကဲမအမရေခဏနေကျွန်တော်ဒီလာပြီးတော့လောက်ပါမယ်ခင်ဗျဒီအလားပါမယ်နော်ဒီ page ရှေ့ပေါ်မှာလည်းစာပြန်ထားပါတယ်ခင်ဗျဆက်ဆောင်တော့ဟာရဖြစ်ပါဟုတ်ကဲ့မဆက်မထွေးပါနော်ကျေးဇူးများတင်ပါတယ်ခင်ဗျကျွန်တော်တို့လည်းအိမ်ပြန်ရောက်ဖို့စတောင်းဆဲပါပဲခင်ဗျဟုတ်ကဲ့ကျွန်တော်တို့လိုက်ရလဲတနားကြီးကြော်လောက်ရှိလာပါနော်ကြာလာပြီဆိုတော့ကျွန်တော်လိုက်ကိုဒီနေရာမှာပေါ့နော်ကျွန်တော်လည်းဟုတ်ကဲ့ပါမအိမ်မွေကျေးဇူးများတင်ပါတယ်ခင်ဗျလိုက်ကိုဒီမှာပဲရနာခွင့်ပြုပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှိတယ်